English for Learner YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့မိခဲ့ဘူးသူများမိခိုးဟောင်းတွေကိုလေ့လာနှိစက်သုံးသပ်ပေးသွားတာဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့2025ခုနှစ်မှာမိခဲ့တဲ့ NCRE the basic စာပိုက်ကိုရှင်းပြဖြည့်ဆို့ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအခုပဲစတင်လိုက်ရအောင်။ဆိုတော့ပထမဦးဆုံး Buffet West တွေကိုဝတ်ဖောင်ခွဲပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပထမစာပိုက်မှာ first paragraph မှာ Buffet West နှစ်ခုပါပါတယ် accurately ဆိုတော့ဒါက ly စုံတဲ့အတွက်ကြောင့်မလို့ဒါ adverb ဖြစ်ပါတယ် accurately adverb ပါဆိုတော့ဒီ meaning adverb ကိုလည်းသိပါတယ် accurately ဆိုတဲ့ adverb ကတိတိကျကျမှန်မှန်ကန်ကန်လို့အဓိပ္ပာယ်ရတယ်ဒါတော့မစိမ့်ဘူးเนาะဒီ meaning အဓိပ္ပာယ်ကိုလည်းသိတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ previously ဆိုတော့ဒီမှာလည်းပဲ ly စုံတဲ့အတွက်ကြောင့်မလို့ဒါ adverb ပါဆိုတော့ဒီ meaning အဓိပ္ပာယ်ကိုလည်းသိတယ် previously ဆိုတဲ့အဓိပ္ပာယ်ကရခင်ကလို့အဓိပ္ပာယ်ရပါတယ်ဟုတ်ပြီနောက်တဲ့ Buffet West တွေကိုဆက်ပြီးတော့ကြည့်ကြအောင်အဲ့တော့ second paragraph မှာဆိုလို့ရှိရင် Buffet West သုံးလုံးပါပါတယ်ဆိုတော့ပထမဆုံးတစ်ခုက scarves ဆိုတော့ဒါကတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ရှေ့ကဘာရေးတာလဲဆိုတော့ turning food scrap into energy ဆိုတော့ turning ကဒါ verb ဖြစ်ပြီးတော့ verb ရဲ့နောက်မှာobject noun လိုက်မယ်ပေါ့နော်ဒါကြောင့် food scrap ဆိုတော့ဒါ noun ပါဆိုတော့ food scrap ကဒါ noun was modifier ပေါ့နော် noun တစ်ခုပေါင်းထားတယ် noun was modifier ဒါကြောင့် scrap ဆိုတာဒါ noun ဖြစ်တယ်အဲ့တော့ noun မှာလို့ noun လဲဆိုတော့ fluid noun ဖြစ်တယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့တိမှာမဟုတ်ဘူးဒါတော့unfamiliar ပေါ့နော်တိတ်မရှင်းနေဘူးပြီဒီတိုင်းပဲထားလိုက်မယ်အဲ့တော့ food scrap ဆိုတော့ရှေ့မှာ food ဆိုတော့ဒါ food အစားအစာနဲ့ဆိုင်တဲ့စကားလုံးတစ်လုံးတော့ဖြစ်ရမယ်အစားအစာနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ရှိမယ်လို့စိတ်ထဲမှာမှတ်ယူထားလို့ရတယ်ဟုတ်ပြီနောက်တစ်ခုက anaerobicဆိုတော့ဒါရှင်းပါတယ်ဒီမှာ IC စုံးတဲ့အတွက်ကြောင့်မလို့ဒါက adjective ပါဆိုတော့ဒီစကားလုံးလည်းပဲဒါတိတ်မစိမ့်ဘူးသူသဖြင့်biology သမားတွေပေါ့နော် biology ယူထားတဲ့အတွေ့အကြုံသမားတွေကဒါစိမ့်မှာမဟုတ်ဘူး anaerobic ဆိုတော့ aerobic ဆိုတဲ့စကားလုံးသိတယ်ရှေ့က n ပေါင်းထားတယ် anaerobic ဟုတ်ပြီဒါ adjective ဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ facilities အဲ့တော့ facilities ဆိုတဲ့စကားလုံးကလည်းတိတ်မစိမ့်ဘူးဒါလည်း noun ပေါ့နော်ပစ္စည်းကိရိယာများ plural noun ဖြစ်တယ်ပေါ့ဟုတ်ပြီနောက်တစ်ခုက advancement ဆိုတော့ advancement ဆိုတဲ့စကားလုံးကလည်းတိတ်ပြီးတော့မစိမ့်ပါဘူးဖွံ့ဖြိုးတိုးတက်မှုများသူကလည်း plural noun ဖြစ်ပါတယ်ဆိုတော့ဒါကတော့ Buffet West တွေကိုဝတ်ဖောင်ခွဲခဲ့တာပါဒီမှာတော့ကြည့်ရတာစင်ပြေအောင် Buffet West တွေကိုပြန်ပြီးတော့ရှင်းပြပေးထားပါတယ် accurately ဒါက adverb previously adverb scarce plural noun anaerobic adjective facilities adjective advancement adjective ဝီပေးထားတဲ့ meaning တွေကိုကြည့်ကြည့်အောင်ပါ equipment or services ဆိုဒီမှာသတိထားမှာက or နဲ့ဆက်ထားတယ်ပေါ့နော် andသို့မဟုတ် or ဒီလိုမျိုးရေးထားတယ်ဆိုတာက and ရဲ့ရှေ့နောက်စကားလုံးသို့မဟုတ် or ရဲ့ရှေ့နောက်စကားလုံးသူတို့ဟာ level တူတယ် properties တူတယ်ပေါ့နော်ဂုဏ်အရည်ရှင်တူညီတဲ့စကားလုံးတွေဖြစ်တယ်လို့မှတ်ယူထားရမယ်ပေါ့နော်ဒါကြောင့်သူတို့ and နဲ့ conjunction လုပ်ထားတယ်ပေါ့နော် and နဲ့ဆက်ထားတယ်သို့မဟုတ် or နဲ့ဆက်ထားတယ်ဆိုတော့ and or ဆက်ထားလို့ရှိရင်အဲ့ဒီစကားလုံးနှလုံးသုံးဖို့အဲ့ဒီစကားလုံးတွေက properties ဂုဏ်သတ္တိဂုဏ်ရည်ရှင်ထူတယ် quality ထူတယ်လို့သိထားမယ် word form လည်းတူတယ်ပေါ့နော်ဆိုတော့ဒီမှာ equipment services services မှာ as ပေါင်းထားတယ်အများပေါ့နော်ဒါကြောင့် equipment ကလည်းဒါအများဖြစ်မယ်ဆိုတော့ equipment ဆိုတဲ့စကားလုံးသိတယ်ပစ္စည်းကိရိယာပေါ့နော်ဟုတ်ပြီနောက်ကတော့ဒါကတော့past participle phrase နဲ့ရှေ့ကိုညွှန်းတာပေါ့နော် provided
by a particular purpose ဆိုတော့ equipment ဆိုတဲ့စကားလုံးပါတဲ့ကြောင့်မလို့အဖြေက facilities ဖြစ်ပါတယ်ဆိုတော့ number 1အဖြေက facilities ဟုတ်ပြီ number 2 precisely ဆိုတော့ဒါ adverb ဖြစ်ပါတယ်ဆိုတော့ adverb နှစ်ခုပါပါတယ်အဲ့ဒီ adverb နှစ်ခုကိုစဉ်းစားရမှာပါဆိုတော့ဒါလည်းသိပြီးတော့မစိမ့်ပါဘူးတိတိကျကျမှန်မှန်ကန်ကန်ဆိုတော့ဒီဖြစ်တဲ့ကြောင့်မလို့သူရဲ့အဖြေက accurately ဟုတ်ပြီနောက်တစ်ခုက developments ဒါလည်းသိပြီးတော့မစိမ့်ဘူးတိုးတက်မှုများဒါကြောင့်သူရဲ့အဖြေက advancement နောက် oxygen free ဆိုတော့ဒီမှာ hyphen ခံထားတဲ့ adjective ပါဒါကြောင့်မလို့သူ့ရဲ့အဖြေကဒီမှာ adjective ဒီပေးရတဲ့6လုံးထဲမှာ adjective တစ်လုံးပဲပါပါတယ်ဒါကြောင့်သူ့ရဲ့အဖြေက anaerobic ဖြစ်ပါတယ်ကဲနောက်တစ်ခုက leftovers plural noun ဖြစ်ပါတယ်ဆိုတော့ဒီမှာ plural noun ကscab ရှိမယ် scab တစ်ခုပဲကျန်တော့တယ်ပေါ့နော်ကျန်တာတွေကဖြည့်ပြီးတော့ပြီဒါကြောင့် number 5အဖြေက scarce ဖြစ်ပါတယ်အကျွင်းကျန်လို့ဒီပဲရတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီ buffet web ဖြည့်တာကိုဒီ read the basic buffet web အတွက်နားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ် exercise B ကြမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်